လူတချို့တွေမင်းကိုစွန့်ပစ်သွားတယ်ဆိုတာမင်းကတန်ဖိုးမရှိလို့မဟုတ်ဘူးလူတချို့တွေမင်းရဲ့အနာကမပျော်ဘူးဆိုတာမင်းကအသုံးမဝင်လို့မဟုတ်ဘူးလူတချို့တွေမင်းကိုအရေးမလုပ်ဘူးဆိုတာမင်းကလူရမဝင်လို့မဟုတ်ဘူးတကယ်တော့မင်းရဲ့မေတ္တာမင်းရဲ့စေတနာမင်းရဲ့ပေးဆက်မှုတွေမင်းရဲ့အလေးထားမှုတွေနဲ့မတန်တဲ့သူတွေရှိနေတယ်လို့မင်းရဲ့ချစ်တဲ့တန်ကိုမခံနိုင်တဲ့သူတွေလည်းရှိနေပါတယ်တကယ်တော့လောကကြီးမှာလွယ်လွယ်နဲ့ရရင်လူတွေကတန်ဖိုးမထားခြင်းဒါကိုမေးသိရင်နောက်တစ်ခါဘယ်အရာကိုမှအလကားမပေးနဲ့စွန့်ပစ်ခံရတဲ့အမိုက်မဟုတ်ဘူးဆိုတာကိုနားလည်ထားပါတစ်ဖက်ကမင်းရဲ့တန်ဖိုးကိုမသိတာလည်းဖြစ်နိုင်ပါတယ်တခါတလေကိုနဲ့မထိုက်တန်တဲ့သူတွေကိုအမြဲနာကျင်အောင်လုပ်တဲ့သူတွေကိုလောကကြီးကသူ့နီးသူ့ဟန်နဲ့ရှင်းထုတ်ပြီးသွားတာတွေလည်းရှိပါတယ်ပြေးလိုက်ရတာပြင်ပန်းရတယ်လို့ဆွဲထားရတာလည်းပြင်ပန်းပါတယ်အဲ့တော့ကိုယ့်ရဲ့အနားမှာမနေရှင်တဲ့သူတွေကိုတွားခွင့်ပြုလိုက်ပါနေရှင်သူတွေကိုတော့သူတို့သဘောအတိုင်းနေပါစေသူတို့တွေဆုံးရှုံးသွားတာကဂယုစိုက်ပြီးချစ်ပေးတဲ့သူဆုံးရှုံးသွားတာမင်းဆုံးရှုံးတယ်ဆိုတာကအမြဲနာကျင်အောင်စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကိုဆုံးရှုံးတာကဲဘယ်သူနာလဲမင်းမနာပါဘူးမင်းရဲ့ဘဝမှာအမိုက်တွေရှင်းသွားတာပေါ့တစ်ယောက်တည်းနေလဲဖြစ်တယ်နှစ်ယောက်ရှိမှဘဝမဟုတ်ဘူးမင်းအနေနဲ့သိထားရမှာကလူတွေများလေလောကကြီးမှာအပူများလေပဲကိုယ့်ရဲ့မိသားစုနဲ့ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူတွေကိုပဲတန်ဖိုးထားပါချစ်မြတ်နိုးပါကြံတဲ့အပေါ်ရန်နေအတွက်အလေးအနက်ထားပြီးမင်းအနေနဲ့ခံစားမနေပါနဲ့နောက်ထပ်လည်းမမိုက်ချင်ပါနဲ့မင်းကသင်ခန်းစာတွေရဖို့အတွက်စာလေးတစ်ပုဒ်ပဲဖတ်ရတာပါဒါကဘဝနဲ့ယဉ်ပြီးမျက်ရည်တွေနဲ့ယဉ်ပြီးရေးခဲ့ရတာပါဒီစာကိုဘာပဲဖြစ်ဖြစ်မင်းဖတ်ရတာတန်ပါတယ်ကွာ